နောက်တစ်ခါမှတော့အဆောက်အုံနဲ့ရောက်နေတဲ့ဖမ်းကတော့ကဲလေးကျင်ရင်စားပြီးငါတို့လေးထဲမှာပြန်ဆောင်ကြတာဖို့လို့ပြောပြီးထွက်သွားခဲ့ပါတယ်ချမ်းတင်ကလည်းသူ့ကိုစောင့်ဖို့လှမ်းអော်လိုက်ပါတယ်ဖမ်းကအပေါ်ထဲကိုတက်ဖို့ကြိုးစားတဲ့ခါမှာတော့သူရှိမှလူတွေအများကြီးကလာတားကြပေမဲ့ဖမ်းတွက်တော့တာစိန်ခေါ်မှုမဟုတ်ခဲ့ပါဘူးသူတို့တွေကရန်အောင်အားနေလုံးလို့ဖမ်းကဒါတွေကမူလာရန်ကျောင်းသားတယောက်တော့အနိုင်တိုင်းနိုင်တဲ့အစ်စ်နေလို့တွေးနေမိပါတယ်အပေါ်တန်ရင်းနဲ့ပဲဖမ်းကစီနီယာဝန်ကတော့ဒီကျောင်းမှာပြန်မကောင်းနေအများကြီးရှိတယ်လို့ပြောတာပဲအခုတော့ငါ့ကိုကျောင်းမြန်မှားညွှန်လိုက်တာလားလို့တောင်တွေးနေမိပါတယ်ဘာလို့လဲဆိုတော့တယောက်နှစ်ယောက်လွှဲရင်ကျန်နေသူတွေကငပြောတွေကြီးပဲမို့လို့ပါတခြားတစ်ဖက်မှာတော့ချမ်းတင်ကအပေါ်တက်ဖို့အတွက်တိုက်ခိုက်နေတော့မှပဲចောင်းသားတယောက်သူ့ချက်တော့ကိုက်ဖို့ကြိုးစားနေတာကိုတွေ့ရပါတယ်။အဲ့ဒီနောက်မှာတော့လေးတက်ကိုပထမဆုံးရောက်ရှိသွားတဲ့ကောင်းလေးတယောက်ကိုပြပါတယ်။သူတို့ရဲ့တိုက်ပွဲကိုတော့ဆရာတွေကစောင့်ကြည့်နေတာပါ။အချိန်ပြေးကန်ဒီထိចောင်းသားတွေအများကြီးတဲ့မှာလေးတက်ကိုရောက်လာနိုင်တာလူ300လောက်ပဲရှိတာပါ။အထက်တစ်ခုမှလူ400ထိနေလို့ရပြီးလေးတက်ကလည်းတဖြည်းဖြည်းလူတွေပြေးလာနေခဲ့ပေမဲ့ဖမ်းကတော့ရောက်မလာသေးခဲ့ပါဘူး။ဒါမဲ့မကြခင်မှာပဲချမ်းတင်ရောက်လာပြီးခဏကြာမှပဲဖမ်းရောက်လာခဲ့ပါတယ်။ဖန်လီတဲ့ကိုရောက်လာပြီမဲ့သူကရန်ကိုစိတ်ပြတ်ပြီးဒေါသထွက်နေတဲ့ပုံစံမှာသူကအထက်ကိုရောက်တာနဲ့ငါဒီကျောင်းကိုလာပြိုင်တာပြိုင်ဘက်ကောင်းနေနဲ့တွေ့ကျင်လို့အခုကြီးရတာတော့မော်ဝေကျောင်းသားတွေကငပြောတွေပဲလို့ပြောလိုက်ပါတယ်ဒါကိုကြားတော့အားလုံးကလည်းဒေါသထွက်ပြီးဖန်ကိုဝိုင်းဆဲကြပါတယ်ကျောင်းဦးကြီးကလည်းသူတို့ကျောင်းကိုစော်ကားတယ်လို့ဖြစ်သွားတာကြောင့်မော်ဝူမှာလူတော်မရှားကျောင်းပြဖို့ကြံပါတယ်အဲ့ဒီနောက်ကျောင်းကလည်းနိုင်ဝက်အတွင်းဘသူမဆိုဖန်းကိုနိုင်တိုင်းနိုင်စာတင်မှ90ပေးမယ်လို့ကြေညာလိုက်ပါတယ်။ဒါအကျောင်းသားတွေအတွက်ဖန်းကိုဝိုင်းတိုက်ဖို့အကြောင်းပြချက်ကောင်းတစ်ခုဖြစ်သွားတာပါ။စာတင်မှ90ရဖို့အတွက်လူတွေအားလုံးကလည်းဖန်းကိုဝိုင်းတိုက်ကြပါတယ်။ဒါမဲ့ကျွန်တော်တို့ရဲ့ MC ကလည်းအချင်းတော့မဟုတ်ပါဘူး။ဖန်းနဲ့ချမ်းတင်တို့နှစ်ယောက်ပေါင်းပြီးအဲ့ဒီမှာရှိတဲ့သူတွေအားလုံးနှီးပါကိုအပြတ်သက်နိုင်ယူလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲသပင်ပန်းရောက်တဲ့မိန်းကလေးတစ်ယောက်ရောက်လာခဲ့ပြီးဖန်းကိုရုတ်တရက်တိုက်ခိုက်ပါတယ်။သူမရဲ့ပုံစံကိုကြည့်ပြီးတော့ထင်သေးမနေပါနဲ့။ဖမ်းတော့မနေရှောင်နေရပြီးသူနာရောက်လာတဲ့လူတယောက်ရဲ့မျက်နှာကိုကာကွယ်ယူကသူမရဲ့တိုက်ကွက်ကိုပိတ်ဆို့လိုက်ရပါတယ်။အဲ့ဒီနောက်သပင်းပြားနဲ့မိန်းကလေးတယောက်အစီအစဉ်ဆွဲပြီးတော့ဖမ်းနဲ့ချမ်းတင်ကိုလူစုခွဲလိုက်ပါတယ်။လူတွေအားလုံးကလည်းဖမ်းကိုဝိုင်းထားလိုက်ကြပြီးကောင်မလေးကတော့ကဲမင်းခုဘာတက်နိုင်သေးလဲလို့မေးလိုက်ပါတယ်။ဖမ်းကတော့လူများကြီးကိုတယောက်တည်းရှင်းဖို့တော်တော်လေးရုန်းကန်နေရပါတယ်။တစ်ဖက်မှာလည်းအဲ့ဒီကောင်မလေးကချမ်းတင်ကိုတိုက်ခိုက်ပြီးအနိုင်ယူလိုက်ပါတယ်။သူတို့ပွဲကိုထိုင်ကြည့်နေတဲ့ဆရာတွေကတော့ဖမ်းကိုကြည့်လိုက်ပြီးတော့ဒီလောက်တာမန်လူသားစားကောင်လေးကဘလို့ဒီလောက်တောင်တမန်နေရတာလဲဆိုပြီးအံ့ဩနေပါတယ်။ချမ်းတင်ဘက်မှာတော့အပြတ်သက်ရှုံးသွားခဲ့ပါပြီဖမ်းအတွက်လည်းလူ20-25ရက်လောက်တပြိုင်တည်းရှင်နေရတာတော်တော်ခက်ခဲနေပါတယ်ဖမ်းလူတွေရှိမှသူ့ရဲ့ system ကိုထုတ်သုံးလို့မရတာကြောင့်စွမ်းရည်ရဖို့အတွက်စီလုံးသေးလေးတစ်လုံးကိုခိုးတောက်လိုက်ပါတယ်စွမ်းရည်နေရလာတာနဲ့ဖမ်းလေးတဲ့ကိုခွန်တက်သွားခဲ့ပြီးအဲ့ဒီချိန်မှာပဲတတ်မှတ်ထားတဲ့ချိန်ကလည်းပြည့်သွားခဲ့ပါတယ်ဒါကြောင့်ဖမ်းကိုအနိုင်ရရှိသူဖြစ်ကြေညာလိုက်ပါတယ်ကျောင်းကြီးကလည်းတခြားကျောင်းသားတွေကိုဒီအရှက်ရမှုမှတ်ထားကြမင်းတို့အားလုံးပေါင်းလာတော့လူတယောက်မနိုင်နိုင်ရဘူးလို့ပြောလိုက်ပါတယ်နောက်နေ့မှာတော့အရေးချင်းပြည့်မိတဲ့ကျောင်းသားတွေကိုသူတို့စိတ်ကြိုက်ဆရာရွေးချယ်ခွင့်ပေးလိုက်ပါတယ်ဖမ်းကတော့ဘယ်ဆရာစီကတရားမလဲဆိုတာဝေခွဲများဖြစ်နေတော့မှပဲလီဖုံးရုပ်လို့ခေါ်တဲ့ဆရာမတစ်ယောက်တတိထားမိသွားခဲ့ပါတယ်သူမကျောင်းသား20လောက်ကိုပဲတေချာလေ့ကျင့်ပေးနေတာပါဖမ်းသူမရှိရောက်သွားတဲ့အခါဖုံးရုံကတော့ငါးစီမှလေ့ကျင့်ရမ်းပင်မှမို့လို့မိချမ်းမယူစိတ်ပွင့်မလာနဲ့လို့ကြိုတင်တတိပေးလိုက်ပါတယ်သူမကတော့ဖမ်းရဲ့မိသားစုနောက်ခံတိတ်မချမ်းသာဘူးဆိုတာသိနေပါတယ်ဒါကြောင့်သူမရှိမှပညာသင်ကြားမယ်ဆိုရင်လိုအပ်တဲ့စီးလုံးတွေကိုကန့်သတ်မရှိပေးမယ်လို့ကန့်လန့်လိုက်ပါတယ်ပြီးတော့သူမကလည်းမင်းဒီကြောင်ရောက်ချင်းမှာပဲပြဿနာတွေရှာထားတာဆိုတော့ရန်သူတွေလည်းအများကြီးရှိနေလောက်ပြီဒါကြောင့်မင်းအစွမ်းမထက်ဘူးဆိုရင်တယောက်ယောက်မင်းကိုအချိန်မီတက်သွားနိုင်တယ်လို့တတိပေးပါတယ်ဒါကိုကြားပြီးနောက်မှာတော့ဖမ်းကအများကြီးမစင်းစားတော့ပဲဖုံးရုပ်ရှိမှာပဲစီးရင်သွင်းလိုက်ပါတယ်နောက်တနေ့မှာတော့ဖမ်းရဲ့တင်တန်းကစတင်มาတော့တယ်အစာပိုင်းမှာတော့ဖုံးရုပ်ကအခြေခံချက်လက်တွေကိုတင်ပေးပါတယ်သူမကတော့ဖမ်းကိုမင်းအရင်ဆုံးတမ်းမာလာခြင်းနဲ့ဆိုရင်ခန္ဓာကိုယ်ရဲ့စွမ်းအင်လမ်းကြောင်းအလုံးဖွင့်ရမယ်ဒါမှသွေးလက်ပတ်မှုကောင်းလာစေမှာလို့ရှင်းပြပါတယ်အစင်းတီကိုရောက်ချင်နေဆိုရင်ကိုရီးငါတွေကိုကာကွယ်ပေးတဲ့စီးလုံးနဲ့အယိုးတန်းစီစီးလုံးတွေအရင်တောက်ကြည့်တင်ကြအောင်လဲသူမအကြံပေးပါတယ်အဲ့ဒီနောက်မှာတော့ကြံနေတဲ့စွမ်းရည်တကားတွေပွင့်သွားအောင်သွေးတန်းစီစီးလုံးတချို့ကိုဖမ်းဖို့ပေးလိုက်ပါတယ်ဖမ်းကတော့အဲ့ဒီစီးလုံးတွေကိုတောက်လိုက်တဲ့ခါမှာတော့သူ့ခန္ဓာကိုယ်ထဲမှာထူးခြားတဲ့စွမ်းရည်တွေစီးဆင်းလာခဲ့ပြီးကြံနေတဲ့စွမ်းရည်တကားတွေအလုံးပွင့်သွားခဲ့ပါတယ်ဒါကိုကြည့်ပြီးတော့ဖမ်းအယံဝတ်သားကဆီယာမကျွန်တော်အစင်းတစ်ရောက်ပြီဆိုတော့အစင်းတစ်စီးလုံးအလုံး20လောက်ပေးပါလားလို့ပြောလိုက်ပါတယ်ဒါပေမဲ့စီးလုံးတော့မရခဲ့ပဲပါပေးရိုက်ခံလိုက်ရပါတယ်နောက်နေ့မှာတော့ဖမ်းနဲ့ရွယ်မိန်တို့ကကန်ချက်တွေကိုအတူတူလေ့ကျင့်နေကြပါတယ်အဲ့ဒီချိန်မှာပဲဖုံးရုံရောက်လာခဲ့ပြီးကန်ချက်တစ်ခုကိုတရုပ်ပြလိုက်တဲ့ခါမှာတော့သူမရဲ့ကန်ချက်အရင်ပြင်းထန်လို့နှစ်ယောက်လုံးအံ့ဩသွားခဲ့ရပါတယ်ဖုံးရုံကတော့ဒီလိုပြင်းထန်တဲ့ကန်ချက်မျိုးရဖို့ဆိုရင်မင်းတို့ရဲ့သွေးတွေကိုနေရာတစ်ခုတည်းမှာစူးစီးထားရမယ်အဲ့ဒါဆိုရင်ကန်ချက်ရဲ့အား10သားလောက်ပိုပြင်းသွားလိမ့်မယ်လို့တင်ပြပါတယ်ဖမ်းကတော့သူ့ရဲ့ညံကိုတုံးပြီးအယိုးတန်းတင်ထားတဲ့ချိန်နဲ့သွေးတွေကိုစူးစီးကအားပါတဲ့ကန်ချက်တစ်ခုကိုစမ်းကန်ကြည့်ပါတယ်ဒါမဲ့ကန်ဆိုးတာကတော့ဖမ်းချက်တော့ကအဲ့ဒီတောင်မခံနိုင်ပဲအပ်သွားခဲ့ပါတယ်ညနေပိုင်းမှာတော့ဖမ်းကဖုံးရုပ်ခိုင်းတာကြောင့်တတ်ထုဖနှံဝယ်ဖို့ဆိုင်ုံသွားရပါတယ်ဆိုင်ကိုရောက်လို့ဖနှံဝယ်ဖို့ကြိုးစားခဲ့တဲ့အခါမှာတော့ဈေးနှုန်းကိုမြင်ပြီးသူလန်သွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့အပြင်လောကမှာဆိုရင်အဲ့ဒီဖနှက်တရံငွေ1 တန်းလောက်တောင်တန်ဖိုးရှိနေလို့ပါ။တော်သေးတာကတော့သူလူရွေးပဲတော့တခြားចောင်းသားတွေအနာယူပြီးရထားတဲ့စာတင်မှတ်တွေရှိနေလို့ဖနှက်ဝယ်နိုင်ခဲ့ပါတယ်။